တေရမှာကြောက်တဲ့စိတ်အစရှိအဆုံးရှိဖြစ်ပြီးပြတ်မွေးဖွားခြင်းရှိတေဆုံးခြင်းဆိုတာရှိမှာလောကနိယာမှာတစ်ခုပဲပေါ့ရှင်ဘဝတစ်ခုမွေးဖွားလာပြီဆိုတာနဲ့ဘယ်အချိန်မှအဆုံးသတ်မလဲဆိုတာကိုလည်းတစ်ခါတည်းသတ်မှတ်ပြီးသားပါတေခြင်းတရားကိုဘယ်သူမှညှဉ်းဆန်လို့မရပါဘူးစင်ရင်လို့ချမ်းသာလို့ဆိုပြီးဘသူကမှဖယ်ချန်ထားတာမျိုးလဲရှိမှာမဟုတ်တလို့လူတိုင်းလက်မခံခြင်းလဲလက်ခံရမှာပါပဲသိခြင်းတရားကိုကျမတို့ရှောင်လွဲလို့မရဘူးဆိုတာသိပေမဲ့ဒီသိခြင်းတရားကိုကြောက်တဲ့စိတ်ကတော့ကျမတို့ရဲ့တူတယောက်ချင်းစီတိုင်းမှာမသိစိတ်ထဲမှာအမြဲရှိနေမသိခင်မှာသိရမှာကြောက်နေတာကဘဝမှာနှစ်ခါပြန်သိရတယ်လို့ပါပဲဒီလိုမျိုးသိရမှာကြောက်တဲ့စိတ်ကကြီးစိုးပြီးနောင်တတွေနဲ့ဘဝမကူးချင်ရင်နေ့ရက်တိုင်းကိုအကျိုးရှိရှိဖြတ်တန်းပါကိုချစ်ရတဲ့သူတွေနဲ့အချိန်ကုန်ဆုံးပါအနာဂတ်ကိုကြိုတွေးပြီးစိတ်ဆင်းရဲမခံပါနဲ့ကိုချစ်တဲ့အရာတွေကိုပဲလုပ်ပြီးဖြတ်တန်းပါဒီအကြောက်တရားကလူတယောက်ချင်းစီရဲ့စိတ်ထဲမှာရှိနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကြောက်စိတ်ကိုထုတ်မပြောတာမျိုးမေမေပျောက်ပျောက်နေလိုက်တာမျိုးတွေမလုပ်ပါနဲ့ဒီလိုလှုပ်လိုက်တာကကြောက်စိတ်ကိုဖယ်ထုတ်လိုက်တာမဟုတ်ဘဲအကြောက်တရားကိုပိုလို့တောင်တိုးလာနိုင်ပါတယ်ကျမတို့သိထားရမှာကသေခြင်းတရားဆိုတာဘဝကိုပို့ပြီးအတိတ်ပဲရှိရှိဖြတ်တန်းမှုအတွက်အကောင်းဆုံးလောင်စာတစ်ခုပဲဆိုတာပါပဲဒါကြောင့်နှစ်ခါပြန်မရတဲ့အချိန်တွေမှာကြောက်စိတ်ကိုဖယ်ပြီးနေလိုက်ကြရအောင်လားဒီလိုအဖိုးတန်ဘဝနေမိစကားကိုပြောသွားသူကတော့မာကတ်အော်ရီလီယက်ဖြစ်ပါတယ်ဖုန်းတကူကြီးတဲ့ရောမအေဂရစ်တူဖြစ်တယ်လို့အကျွေးအခေါ်ခေါင်းတွေကိုခြံချခဲ့သူတူဖြစ်ပါတယ်တခြားလူကိုဟောပြောခဲ့တယ်လို့သူကိုယ်တိုင်လည်းအတိအကျလိုက်နာခဲ့သူပါစာရေးသူဟာအစဉ်လေးစားလျက်ပါနော်ကြည်ရှုနားဆင်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျမဆူဆူပါ